လာလိုက်တာအပင်က ဒီပဲ အားကြောင့်လာလိုက်ကြတာ ကိုင်းခက်တယ်နေရမဟုတ် ဒီဗီဒီယိုထဲမှာထားအပြင်မှာပို့လှရနော်သူကအပူနော်အပူကကြတော့ဆိုင်းရမန်ကီပေါ်ထရီပါသူက9နာရီပိတ်တာ9နာရီပိတ်တာကိုကိုရီးယားနောက်7မိနစ်လောက်ပဲချိန်ရရတယ်ပေါ့နော်ဒီတစ်ပင်ကြီးကခုနဖြတ်ခဲ့တဲ့တစ်ပင်ကိုပြမယ်နှစ်ပေါင်း100ကျော်ပြီရဲ့စင်ကြီးရဲ့တနေ့ကမှသာရချလိုက်တော့နောက်မှဆိုင်နေပြီဟိုအဲ့တဲ့တိတ်မလာတဲ့ခါကျတော့ဆိုင်နေရဟိုအပြည့်မဖွင့်ကြဘူးညဒူလာကျဲသွားတယ်ဟိုမှာဆိုင်ကလေးရက်ထားတွေ့ ဒီတော့ဒီမှာဒီအများကြီး အရင်ညောင်းသွားရင်ခြေသလုံးနေဆိုတော့ဘူကအဲ့တဲ့တိတ်မလာတော့လို့ဖြစ်မယ်လှရနော်လာဝင်ကြည့်အောင်ဒါပါထွေအော်ကိုပင်နှစ်တရာကျော်ကိုပင်အကြီးဒါပေမဲ့ तू ပုပုလေးလှလိုက်တာအပင်က ဒီပဲ အားကြောင့်လာလိုက်ကြတာ ကိုင်းခက်တယ်နေရမဟုတ် ဒီဗီဒီယိုထဲမှာထားအပြင်မှာပို့လှရနော်သူကအပူနော်ပုံမှန်ဆိုရင်ကိုပင်ကဟိုအမြင့်မှာဘာဖြစ်တာမလားသူကအပူ ကိုင်းခက်တယ်အများကြီး လှလိုက်တာတုံမိုးဝကြရင်တော့မပေါက်တော့လာတဲလာလေးလေးမဟုတ်လည်းမပါဘူးဘယ်လိုလုပ်အောင်အမလီချစ်စရာလေး လက်ပိလက်ကိုပုတ်ကြည့်လိုက် လက်ပိ လက်ကိုပုတ်ကြည့်လိုက်လက်ကိုပုတ်ကြည့်လိုက် လက်ပိဘေးတက်ဘူးတဲ့ तू က လက်ပိ ခလေးလေးဒီမှာ tourist တွေမရှိတော့မဟုတ်ကောင်မစားအောင်လားခလေးလေးဒါပေမဲ့သူကြည့်ရကျွေးရလူရှိပါတယ်သိလား ဖိနေ ပြီးအမကိုလည်းတမန်ရိုက်ပြီးပါအောင်အရန်လာတယ်ရှင်းဖုန်းနဲ့အမကိုဒီကောင်လေးနဲ့ဓာတ်ပုံရိုက်ပေးအခုလှမ်းရိုက်လိုက်မကျန်သူအိတ်နေတော့လေသမီးလေးကတယောက်တကောင်ပဲရှိတာခြားကောင်လည်းမရှိဘူးဓာတ်ပုံလေးလှလှလေးရိုက်ပေးခွေးမကန်ရအကြိုင်နော်ဒါကတော့ခန့်ကျနာဖူကြီးမှာနောက်ဆုံးသွားတဲ့နေရာပဲဖြစ်ပါတယ်ပြီးရင်ပြန်တော့မှာပါဘန်ကောက်ကိုရမ်းလာအေးဟွာအေးချမ်းဟွာခုနကမုတ်ဆိုင်တော့တိတ်တော့ပြီတော့တဏီကုံဘာမှမစားလေနော်မနက်စာပဲစားရတယ်ဟာတော့ อันนี้คืนขวด อ๋อโอเค เดี๋ยวนั่งกินตรงนี้นะคะ ได้ဒီဘက်မှာဒါလေးရကောင်းမှာပေါ့ဒီဘက်ကဟာလေးရพี่คะอันนี้เอาอันเดียวได้ไหมคะ ได้ค่ะ วันแทงอะไร อ๋อมันไม่มีอะไรค่ะเขาที่จะหัวฝาแป้นน่ะหัวก็มีอะไรค่ะนี่จับพี่คะเอา ตักอะไรคะ ထိုင်းတဲ့စိတ်နဲ့ဟာပို့ပြီးတော့ချိုးတယ် sausage နဲ့မူးရမဟုတ်ဟန်ကြဝင်ကြလေးနဲ့နေရတယ်နော်ဆယ်ပဲနေမှာမူးကအော်ပြီးတော့လာလာ ဒီမှာမှပြင်နေလား နေလူရလေးလေတို့နော်ဈေးဟိုတစ်ပတ်ကိုတစ်ခါလောက်ပဲသွားလို့ရှိရင်တနေ့ကောအဲ့လိုချန်ကြလေးထဲမှာမိုးလေးရွာလေးလေးတိုက်ဟွာလေးနဲ့တစ်ပင်လေးနဲ့နော်မနက်ဆုံးထားနိုင်တော့ညနေပတ်ဟိုလမ်း6လေးချိန်ကန်လေးလို့ပတာရလေးနေနော်ဖွေးလေးနေအောင်လို့ရချန်ကြလေးနဲ့ဒီလိုမျိုးလေးပေါ့နော်ဖွေးလေးလည်းလွတ်လပ်ဟိုတညောင်းမှနေရ 50 60 70อันนี้ขนมนั้นเป็น80 80ถึง100 105 บาท ဟုတ်ကဲ့ ร้านเราเดี๋ยวไปดูได้ ဒီနေရာကတော့ Giant Rain Tree ကနေပြန်တဲ့လမ်းမှာတွေ့ရတဲ့ဆေးကြီးပဲဖြစ်ပါတယ်
ဒီနားတစ်ဝိုက်ပတ်ဝန်းကျင်လေးကလည်းအရန်သားရပြီးနေချင်းစရာကောင်းပါတယ်ဗျကျွန်တော်တို့ရဲ့ကချနာပူရီခရီးစဉ်လေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ